အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ဒီကျွန်တော်တို့သင်တန်းကျောင်းတွေမှာတော်၎င်းကျောင်းသားကျောင်းသူတွေရဲ့အမှတ်စရင်းကိုတွက်ချက်လို့တဲ့အခါမှာအောင်အရှုံးတွက်ချက်လို့တဲ့အခါမှာဘယ်လိုတွက်ချက်လို့ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာကျွန်တော် if function ကိုသုံးပြီးတော့ Microsoft Excel မှာကျောင်းသားကျောင်းသူတွေရဲ့ဆောင်းမွဲအောင်အရှုံးကိုတွက်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး Microsoft Excel ကိုအရင်ဖွင့်လိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ Student Report of June ဆိုပြီးတော့ကျွန်တော် sample လေးတစ်ခု create လုပ်ထားပါတယ်ဒီမှာကျောင်းသား9ယောက်ရှိပါတယ်ဘာသာရပ်အားဖြင့်ကျွန်တော်တို့STEM ဘာသာရပ်တွေဖြစ်တဲ့ English, Math, Science, IT ဆိုပြီးတော့ဘာသာရပ်၄ခုရှိပါတယ်။ကျောင်းသား9ယောက်ရဲ့သူတို့အသီးသီးရဲ့ရမှတ်တွေကိုဒီမှာဖော်ပြထားပါတယ်။ကျောင်းသားတွေရဲ့ရမှတ်စုစုပေါင်းကိုဒီ column မှာ G column မှာကျွန်တော်ဖော်ပြမယ်။ပြီးတော့သူတို့ရဲ့ဆောင်းမွဲအောင်အရှုံးကိုဒီ H column မှာကျွန်တော်ဖော်ပြပေးပါမယ်။ကဲဟုတ်ပြီပထမဦးဆုံးကျောင်းသားတယောက်ဘယ်လောက်စီရလဲဆိုတာကိုအမှတ်စုစုပေါင်းကိုအရင်ဦးဆုံးရှာပါမယ်။မောင်မောင်ရဲ့အမှတ်ကိုအရင်ရှာဖို့အတွက်မောင်မောင်ရဲ့အမှတ်တွေအကုန်လုံးကိုဆက်လက်မှတ်လိုက်ပါတယ်။ဆက်လက်မှတ်ပြီးတဲ့အခါမှာကျွန်တော်တို့ home button ကိုသွားပါတယ်။ home တက်အောက်မှာကျွန်တော်တို့ home တက်အောက်မှာ addition ဆိုတဲ့ group ရှိပါတယ်။ addition ဆိုတဲ့ group ရှိပါတယ်။ addition group ထဲမှာကျွန်တော်တို့ auto sum ဆိုတာရှိပါတယ်ကျွန်တော် auto sum ကိုနှိပ်လိုက်ပါပြီအဖြေက245တဲ့ဟုတ်ပါပြီကျွန်တော်တို့ Excel မှာ formula နဲ့တွက်တဲ့အဖြေမှန်သမျှကိုကျွန်တော်တို့မှာ auto fill သုံးလို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တစ်ခုချင်းစီကိုမတွက်တော့ဘူးဒီမှာ auto fill ကိုသုံးပါမယ် auto fill သုံးဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ ibin pointer လေးကိုကျွန်တော်ဒီ plus pointer လေးကိုplus ပုံစံပေါ်နေတဲ့ plus pointer လေးကိုကျွန်တော်ဒီ G3 set ရဲ့အောက်ခြေ corner ကိုကျွန်တော်ရွှေ့လိုက်တယ်အမဲအောင်အပေါင်းသင်္ကေတလေးဖြစ်သွားတယ်အမဲအောင်ပေါင်းသင်္ကေတလေးဖြစ်သွားတဲ့အခါမှာ left click ကိုဖိပြီးတော့အောက်ကိုဆွဲချလိုက်ပါဖြေတွေအကုန်လုံးသူ့ဟာသူအလိုလျောက်ထွက်သွားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပါပြီတစ်ဆင့်တော့ပြီးသွားပြီဒီဆင့်မှာကြတော့ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ဒီចောင်းသားတွေရဲ့အောင်လားရှုံးလားဆိုတာကိုတွက်ချက်မှာဖြစ်ပါတယ်အဲ့ဒီလိုတွက်ချက်ဖို့အတွက်ဘယ် function ကိုသုံးမှာလဲဆိုတော့ if function ကိုသုံးပါပါ if function ကိုသုံးဖို့အတွက် formula tab ကိုသွားရပါမယ် formula tab ထဲမှာ recently used ဆိုတဲ့အထဲကိုကျွန်တော်သွားပါမယ်အဲ့ဒီထဲကမှကျွန်တော် if function ကိုရွေးပါမယ် function arguments dialog box ကြာလာပါပြီ logical test ဒီနေရာမှာကျွန်တော်တို့က condition တစ်ခုကိုရေးပေးရမှာဖြစ်ပါတယ်ဒီအောက်မှာကျတော့ value if true တဲ့အဲ့ဒီ condition အတိုင်းမှန်လို့ရှိရင် result ကဘာကိုဖော်ပြမှာလဲလို့မေးတာဖြစ်ပါတယ် value if falseအကယ်၍မိမိဖော်ပြထားတဲ့ condition အတိုင်းမဟုတ်ဘူးဆိုရင်တော့ result ကိုဘယ်လိုဖော်ပြရှင်ပါလဲလို့မေးထားပါတယ်ဟုတ်ပါပြီ logical test အနေနဲ့အရန်မခက်ပါဘူးကျွန်တော်တို့လက်တွေ့ဘဝမှာဆယ်တန်းဆောင်မှုမဲနဲ့ပဲနိုင်ရှင်ရအောင်ကျွန်တော်တို့ကျောင်းသားတစ်ယောက်ဆောင်မွဲအောင်လို့ဆိုတာအနည်းဆုံးရမှတ်40ဖြည့်ရပါမယ်ဟုတ်ပါတယ်နော်ကျွန်တော်တို့ရမှန်အနည်းဆုံး40ဖြည့်ရမယ်ဟုတ်ပါတယ်ကျောင်းသားတစ်ယောက်ဟာဘာသာရပ်6ခုမှာ9ခုကတော့အောင်တယ်တဘာသာမှာ40အောက်ရော့နေတယ်ဆိုရင်အကျောင်းသားဟာရှုံးတာပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့အောင်အရှုံးကိုကြည့်တဲ့အခါအဓိကအနည်းဆုံးအမှတ်ကိုကြည့်တာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော် Excel မှာအနည်းဆုံးကိုအင်္ဂလိပ်လို minimum လို့ခေါ်ပါတယ်အဲ့ဒီအတွက်ကျွန်တော် minimum ရဲ့အတူကော MIM ကိုရေးပါမယ် minimum နော် minimum ရေးမယ်ပြီးတဲ့အခါမှာမောင်မောင်ရဲ့အမှတ်ကိုတွက်မှာဖြစ်တဲ့အတွက်မောင်မောင်ရဲ့အမှတ်တွေကိုကျွန်တော်ဆက်လက်မှတ်လိုက်တယ်
C3 to F3 ဆဲဟောဒီမှာကြည့်လို့ရပါတယ် C3 to F3 ဆဲဒီမှာကျွန်တော်ဒီအပေါင်းသင်္ကေတလေးကိုဖြတ်ပြီးတော့ကျွန်တော်ကနေပြီးပါလုံးပါလေလက်သေးခွင်အဖွင့်ထည့်လိုက်မယ်ပြီးတဲ့အခါမှာတော့သူ့ရဲ့ range တစ်ခုအနေနဲ့သိအောင်လို့လက်သေးခွင်လေးပြန်ပိတ်လိုက်မယ် Okay ဒါဆိုလို့ရှိရင်ဆောနာကပြောတာကိုပြန်သွားရမယ်ဆိုရင်ကျောင်းသားတစ်ယောက်ရဲ့အနည်းဆုံးရမှတ်ဟာ40ထက်ပိုရရမယ်ဒါမှမဟုတ်40ရရမယ်ဟုတ်ပြီနော်40သို့မဟုတ်40ထက်ရရမယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဘယ် function ကိုသုံးမလဲဆိုတော့ greater than equal to ဆိုတဲ့ function ကိုသုံးပါမယ် greater than equal to ဟုတ်ပြီမောင်မောင်ရဲ့ C3 to F3 အမှတ်ဟာ greater than equal to 40 40သို့မဟုတ်40ထက်ပိုရလေဒါ condition ဖြစ်ပါတယ်40သို့မဟုတ်40ထက်ပိုရရင်ဒါဆိုလို့ရှိရင်အဲ့ဒီ40သို့မဟုတ်40ထက်ပိုရရင်ဘာဖြစ်မလဲအဲ့ကျောင်းသား pass အောင်ပါမယ် value if false အကယ်၍အဲ့ဒီ condition အတိုင်းမဟုတ်ဘူးဆိုရင်ဘာဖြစ်မှာလဲရှုံးမှာပေါ့ fail fail ဒါပါပဲအရန်ကိုလွယ်ပါတယ်ကျွန်တော် okay နှိပ်လိုက်ပါမယ်အခုဆိုရင်ဒီကြောင်းသား pass ဖြစ်တယ်လို့ပြောပါတယ်ဟုတ်ပါပြီเนาะကျွန်တော်တို့ဒီမှာ if function မှာအနည်းဆုံးရမှတ်ကျောင်းသားတစ်ယောက်ရဲ့အနည်းဆုံးရမှတ်ဟာ40သို့မဟုတ်40ထက်ပိုရရမယ်အဲ့ဒီ condition အတိုင်းမှန်တယ်ဆိုလို့ရှိရင် pass ဖြစ်မယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ရှုံးမယ်ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်လိုက်တာဖြစ်ပါတယ်ကဲထုံးစံအတိုင်း exam မှာကျွန်တော်တို့ formula နဲ့သုံးတဲ့အဖြေမှန်သမျှကိုကျွန်တော်တို့ auto fill လုပ်လို့ရတယ် auto fill သုံးဖို့အတွက်ဒီ plus pointer လေးကိုကျွန်တော်ဒီ H3 cell ရဲ့ bottom corner လေးကိုကျွန်တော်ရွှေ့လိုက်မယ်အမဲရောင်အပေါင်းလေးဖြစ်ပြောင်းသွားမယ်အဲ့ဒီခါမှာ left click ကိုဖိပြီးတော့ drag to the down အောက်ကိုဆွဲချလိုက်ပါဒါဆိုအဖြေတွေရပါမယ်ဒီမှာဆိုလို့ရှိရင်ရှုံးတဲ့ကျောင်းသား2ယောက်ရှိပါတယ်ဘာဖြစ်လို့ရှုံးတာလဲထွန်းထွန်းဟာအင်္ဂလိပ်စာမှာ39မှတ်ပဲရတယ်ကဲဒီကျောင်းသားကလည်းရှုံးတယ်ဘာဖြစ်လို့ရှုံးတာလဲ ID မှာ39မှတ်ပဲရပါတယ်ဒီနေရာမှာကျောင်းသားတွေဘလောက်ပဲတိုးသွားအမှတ်တွေဘလောက်ပဲတိုးသွားဒီဘက်ကအဖြေက auto ထွက်နေမှာဖြစ်တယ်ဒီနေရာမှာလူက39မှတ်မဟုတ်ပဲ50လို့ကျွန်တော်ပြောင်းလိုက်မယ်အဖြေကလည်းလိုက်ပြောင်းသွားပါမယ် pass ဖြစ်ပါမယ်အခုကျွန်တော်ဖော်ပြပေးခဲ့တာကတော့ if function ကိုသုံးပြီးတော့ကျောင်းသားတွေရဲ့အောင်အရှုံးကိုတွက်ချက်တဲ့နည်းကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့် lesson တွေမှာလည်းယခုကဲ့သို့ကျောင်းသားတွေရဲ့အောင်အရှုံးကိုတွက်ချက်ရုံသာမကကျောင်းသားတွေဒီထွက်မထွက်เนาะဂုံတူးပါမပါဂုံတူးပါရင်လည်းဂုံတူးဘဏ္ဍပါတာပါလဲအဲ့ဒါတွေကိုပါတွက်ချက်လို့ရတဲ့ formula တွေကိုပါဆက်လက်ဖော်ပြပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်